စေရှင်ရောဟန်ပြုမဲ့ကြံခန်းကြီးတော့ပိုင်းမှာဆက်ချရတ်ကင်းကြီးသားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပြည့်စည်ခြင်းတို့မြတ်တော်ရတဲ့ကိုရစေခြင်းမှာဖျက်ထေဒီမိမိ၌တပါးတိတော်သားတော်ကိုဆွံ့တော်မူသည်၌လောကီသားရောတို့ကိုချစ်တော်မူ၏အာမင်